မင်းမဖိတ်ခေါ်ပါနဲ့ဟာမင်္ဂလာပါရှင်အေးမင်္ဂလာပါသမီးရဲ့သမီးကညီမဆန်ဆန်ဝတ်စားလေးနဲ့လာပြိုင်တာနော်ဘာသချင်းဆိုဖို့ရည်ရွယ်ထားလဲဒါမျိုးလေးဝတ်လာသမီးဖေဖေလွမ်းလို့အေးသမီးဖေဖေကိုလွမ်းလို့အဲ့တော့စုံမဲ့သချင်းရမယ်ကဖေဖေတာရုခေါ်ပါဟောဖေဖေတာရုခေါ်ပါဟောအဲ့ဒီသချင်းဖေဖေကိုလွမ်းလို့ဆိုမှာတဲ့အဲ့ဆိုရင်သမီးရဲ့နာမည်လေးမြင့်မြတ်သူပါရှင်မြင့်မြတ်သူသမီးပြီးတော့ဘယ်ကလာပြိုင်လဲပြီးတော့ဘယ်နှတန်းရောက်ပြီလဲအသက်ဘယ်လောက်ရှိပြီလဲပြောပြအောင်သမီးခုလာပြိုင်တာကတော့ရန်ကုန်တိုင်းဒေသကြီးကြီးမနာမြို့နယ်အေးရွာအနောက်ပိုင်းမှာလာရှင်ပြိုင်တာဖြစ်ပါတယ်ရှင်သမီးခုကျောင်းတက်နေတာတော့အေးရွာအမက်က73ပညာသင်ကြားနေပါတယ်ရှင်သမီးအသက်ကတော့8နှစ်ပါဒါမေးစရာကြံသေးတော့ရပါပြီတော်တော်ပြည့်စုံပါဟုတ်ပြီအဲ့တော့သမီးကိုဒီနေရာထိလိုက်ပြီးပတ်မိုးပေးရသမီးမိသားစုဝင်ဘယ်သူပါခဲ့လဲသမီးရဲ့ဆရာကြီးဦးအောင်မျိုးပါသမီးရဲ့ဆရာကြီးသမီးဆရာကြီးဟလားဒါဆိုရင်သမီးရဲ့ဆရာကြီးကနေသမီးလေးအစိုးမပြိုင်ခင်မှာအားရှိသွားအောင်အားပေးစကားလေးတစ်ခွန်းလောက်ချင်းမြင်ပေးပါအောင်ဗျာဆရာတပည့်စူးစမ်းမှုတွေအောင်မြင်ပါစေလို့စူးစမ်းမှုအောင်မြင်ပါစေအောင်မြင်ပါပါနော်ဟုတ်ပြီသမီးရှင်ပြိုင်မဲ့ဖေဖေတာရုခေါ်ပါတချင်းကိုအားလုံးနဲ့အတူတူဦးလည်းနားထောင်နေမယ်နော်တာရုခေါ်ပါအဖေဝ
အဖေနေရတကအဖေမျက်နှာချင်လာပေါ်လာပြီသမီးမျက်လုံးမလဲအဖေသမီးထင်မလဲအဖေမြင့်မို့ထားနေနေရှင်အဖေမြတ်တယ်ဘုံမေရောင်ထင်မေဝေဝသိချင်အဖေ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 အတင်းလာရီမေချစ်ခေါ်ထားရီမေချီဒူအမနာလေးဖေးရှိဦးရအသားစီနေအဖေ သမီးရဲ့သမီးအဲ့ဒီခံစားချက်အပြည့်နဲ့ဆိုလိုက်တာအကဲဖြတ်ထိုင်နေလဲမျက်ရည်ကျကုန်ပြီသမီးတွေမဟုတ်ဘူးဥရုပရဇနာနှစ်ယောက်လုံးလဲအောက်မှာထိုင်စင်မတက်ရအောင်မလို့မနေ့မျက်ရည်တုပ်ပြီးတက်လာသမီးလိုပါပဲ